မေအေးလေအားလုံးလုပ်ပြီးဆိုတော့လေဒါပေမဲ့စပယ်ကကြည့်ရမယ်နော် နေအောင် ဟဲ့ဟာလို့မေရဲ့အေးလို့လေလုပ်ပြီးပြီဟာဘာခိုင်းလို့တော့ ငါလည်းလိုက်မလို့ ဟမ်မေရဲ့လိုက်ပါလေလားဟိုမှာပူရကုန်လေလူတွေကအများကြီး မပူနဲ့ခဏဆောင် ဟဲ့အမေအဲ့သမီးပန်ကားကြီးလေ ဟုတ်တယ်လေသူကြီးပြောပူတယ်ဆိုအကြသူကြီးဘက်ကအမေယူလာတာအားရှိရမို့လား အားရှိပါတယ်ဟို TDS ပန်ကားကြီးကလည်း4နာရီအတင်းထောင်းနဲ့9နာရီကနေ18နာရီတော့ခံပါတယ် ဒါဆိုကွက်တီပဲပေါ့လာသွားမယ် တာမယ်မေအော်မေရောက်ပြီဟိုအမေကမတည့်စကားပြောနော် အေးပါငါသိပါတယ် မေမိမအဲ့ကြောင့်မလို့မင်းငယ်တင်းငယ်လုံးပျောက်နေတာ哦ကိုပြုံးဟာမင်းဘလို့ရောက်လာတော့လူရောက်လာမှာတော့ကျွန်တော်မိမခိုးလာတယ်ဗျမိမခိုးလာတယ်ဟုတ်တယ်ဟုတ်လားဟုတ်နေရမယ်လေဒါနဲ့ကျွန်တော်မိမနဲ့မိတ်ဆက်ပေးမယ်သူ့နာမည်အထက်တဲ့ ဆုံးတွင်နေတဲ့ခိုင်တန်အတိတ်တွင်ဝေးထားလိုက်အဲဒီချိန်လူဝေးစိတ်တွင် so you let me let go ကိုပြုံးဟာကိုပြုံးရလဲဗျာဘာလဲကျွန်တော်မိမမြင်းသမီးရှောင်းလာနေလို့မလားဒီတော့တော့မြေးကြည့်နေရောဒီမှာကျွန်တော်အထုပ်တွေလဲလေးလာပြီအဝဲနေလာရပြင်မနေပဲအထဲလေးပါလဲခေါ်ပါအောင် ငါမေ့နေလို့တကယ်ကြီးမင်းကိုတွေ့တော့ဝမ်းသာတော့လာအေးစက်မလာ ဒါမိမ ထိုင်နိုင်ငါတော့မြင်တဲ့တိုင်းပဲဟေးတိတ်ပြီးခန်းခန်းနားတော့မရှိလောက် ရပါတယ်ကွာဒါနဲ့မြို့ငါကူညီတောင်းကြရှိသေးတယ်ဟာ အေးပြောလေ ငါနဲ့ငါမမနဲ့မြို့အိမ်မှာတပတ်10ရက်လောက်တော့နေမယ်ရရမလား ရပါတယ် မင်းရပါတယ်ရလဲအားမရလိုက်တာကွာဒါနဲ့လေငါမမနဲ့ငါ့ကအိမ်ကသဘောမတူလို့ဟာအဲ့ဒါနဲ့ငါလည်းခိုးပြေးလာလိုက်တာခိုးပြေးမဲ့ကြံတော့လေဘဲမှသွားကြမရှိဘူးမြင်းစီပဲလာလိုက်တော့တာကွာနော်ကူညီပေးမယ်မလား ရပါတယ်ကွာတငယ်ချင်းတွေပဲကုညီရမှာပေါ့ အေးပါဒါနဲ့မင်းကိုပြောစရာရှိသေးတယ်ကြွားလို့တော့မထင်နဲ့ကွာငါဘဝမှာလေမမအချစ်ဦးဖြစ်တယ်လို့သူ့ဘဝမှာလေငါအချစ်ဦးရဲ့တဲ့ ရှိသေးလားနောက်တွေ့လား ရမယ်သမီးခါလေးစောင့်ကဲဒီတစ်ခါတော့စလုံးကြီးရဲ့မြစ်ချင်ပေါင်ကြော်လေးပါရှင် ကောင်မစားလိုက်တော့မှတပြင်းတပြင်းငါတော့သူ့ကိုအိမ်ခေါ်မိလာတာမားပြီနဲ့တူရဲ့စိတ်ညစ်လိုက်တာ နင့်မရော မသိဘူးလေ ပကံလေးကလာရနော် ဟောအေးလာလေနော် ဘယ်ရောက်နေတာလဲမသိဘူး ဟောဒီအိုးနဲ့တူဝယ်ခဲ့တာ စီမီရောင်စုံတာတဲ့ညာလလာပပငွေကြဲလေးတွေမိတ်တုံညာမိတ်တုံစီမီရောင်စုံတာတဲ့ညာလလာပပငွေကြဲလေးတွေမိတ်တုံညာမိတ်တုံအားပေးလို့တိတ်ပြော ကဲပါပေါ့အပေးရမလဲ ဒီတဲ့အဲ့ညီတိုင်းလား အေးတူတလူတော့ရှိတာ ဘာလို့သူကလဲညီတာမှညီတာ စစ်တော်တက်မလား ခဏနေပါအောင်တော်တော်တို့ပဲပြောတော့စက်ပွဲမကြည့်ရရင်မနေနိုင်ပါဘူးဆိုအခုဂတိပေးထားတဲ့အတိုင်းမွေးတို့စုတော်ငွေတို့ချလို့ရပါပြီခင်ဗျာ အိုးခိုင်းကြိုက်လာလို့ထိုင်ဆောင်အောင်ကြားလို့လား လည်းကြိုက်နေဦးပြန်ဆုပ်ပြန် ဘာမှမပူပါနဲ့ခင်ဗျာဟောဒီမှာဂုံရထုတ်ထားတဲ့အယိုးကျော်လိမ့်စစ်စီလေးရှိပါတယ်ခင်ဗျာဒါလေးကိုသုံးတော်မူပါခင်ဗျာနော်ကဲအဲ့တော့အခုလိုမျိုးစုံတွေ့ခွင့်ရတာကိုလဲကျွန်တော်မျိုးဝမ်းသာပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်မျိုးကပြတာကိုကြည့်ခွင့်ရတာဆိုတာဘာကြောင့်လဲသိလား သိဘူး ပထန်းဆက်ပါလို့ပေါ့ စပွဲဆိုတာပထမဆက်ပါလို့ကြည်ရတာဒါပထမဆက်ရှိလို့သွားတာ ဘလို့တော့နေညာလဲဆင်းနေတယ်လို့ပဲဩပြပြသက်သာလုပ်ပါ စက်တီလေးလေးနဲ့တူ ဟာတော်ပြီမနေနဲ့တော့ ဟာလေညွှန်ညင်လာလားပြော
မဟုတ်ပါဘူးမိမတဲ့မိမပြင်ပန်းမှဆိုလို့ဘာမှမလုပ်ခိုင်းစေချင်တာနော် အော်သိပြီယောက်ျားစကောပြောင်းတာနဲ့အတော်ပဲမိမနောက်လိုက်ခဲ့လား ဘယ်တော့နေခင်းကြောင်တောင်နဲ့ဘာမှမလုပ်နိုင်ဘူးနော်ဒီမှာပြင်ပန်းနေရအကြားထဲက အာဘာတွေတွေးနေတာတော့လိမ့်မလာလိုက်ခဲ့စမလားလက်ဇူရီစပါကိုရောက်ပြီ luxury spa ဆိုတာဘာလဲတားရတဲ့ဟာလား အာပောက်ဖေးရဘယ်တာငါယောက်ျားရဲ့ရိုးလိုက်တာစပါဆိုတာလေယောက်ျားတို့တော့ညောင်းညာကြိုက်ခဲနေတဲ့သူတွေလားအနိခံနေနေရဩမိမဆိုလို့ရှိရင်တကယ်ချင်းမခဏရောက်ဖြစ်တယ်ဒီလိုအာယောက်ျားရောက်ပေါင်းခေါ်လာတာဒါโอเคတင်လာရနော် โอเคမှာဘယ်လိုကြောပါ Hurry Luxury Spa က day မှာဆိုလို့ရှိရင်2+1 မနေ့6နိုင်ရနေပြီးတော့ညနေ6နိုင်ထိရတယ်။ညနေဆိုလို့ရှိရင်3+1ကိုညနေ6နိုင်ရနေပြီးတော့မနေ့6နိုင်ထိရတယ်။ည7နိုင်ကျော်သွားပြီဆိုလို့ရှိရင်လည်း3+1အချိန်နဲ့ပေးအိပ်ပါသေးတယ်ရှင်။မိမရဲ့အခုမှနေလို့ထိုင်လို့ကောင်းသွားပဲအညောင်းပြေးသွားတာပဲ ကောင်းပါဗောဒီရသူတွေအားလုံးကအနစ်ဆရာကြီးနဲ့တတိချာချာလေးတင်တာလေကဲလာအင်ကြီးလေးပြပြန်အောင်Luxury ဘာရှိသေးတာပဲဟောဘာနဲ့စပါးနဲ့တွဲဖွင့်တာနေမှာလာယောက်ျားမထိုင်ရအောင်အရင်တွင်းလိုက်အောင် မထိုင်နဲ့တော့နော် ဘာလို့လဲယောက်ျားလဲအဲ့လိုမျိုးရိုးအောင်စမ်းပါနဲ့ အော်မဟုတ်ပါဘူးမိမပတ်စံကုန်မှာဆိုလို့ပါနော် မကုန်းပါဘူးလင်မြန်းတော့တစ်ခါတလေလေးအပြင်ထွက်တာပဲတွားထိုင်အောင်လား ငါလိုဂရမီစုရှင်မင်းသမီးကနှစ်မိန်းမကိုစပို့ပေးရမယ်ဟုတ်လား ဟုတ်တယ်လေမင်းသမီးကလည်းဘာဖြစ်လို့လဲကျွန်တော်မိန်းမလေးဆိုဖရအဝစ်စားလေးနဲ့ဇုံပြီးစော်လာပြမယ်အဲ့တော့မင်းသမီးကနေပြီး viewer တက်အောင်အရှိနားလေးမှာမျက်နှာပြပေးရုံပဲ ငါတိုင်ရတော့ဘာမှမပြောရဘူးလားငါတိုင်ရတော့အများကြီးပြောချင်တယ်ငါပညာလေးပြချင်နေတာနော် မင်းသမီးရဲ့ပြောရမှာပေါ့ပြောရမှာ ပြောရမယ်ဆိုပြီးတာပဲလေ ဒါလေး so fresh နော် ဟာ ဒါလေးလည်း so fresh ပဲနော် ဟာ ဒါလေးရောပဲနော် ဟာ ဟာမင်းသမီးဘလူလုံနေရလဲနည်းနည်းပါးပါအလုပ်ကိုလည်းအာရုံစိုက်ပါဦး professional ဆန်နေရမယ်လေ အေးဟောင်းလေးတစ်လုံးပြောရတော့ပဲ professional ဆန်ရမယ်ဟာ တကယ်ချင်းနင်ကိုကြုံကြည့်ခိုင်းမယ်ဆိုတာဒါလေ အော်ဒါလားငါတခြားမဲ့လို့ ဘာဖြစ်တာလဲတကယ်ချင်းဘာဖြစ်တာလဲရရလားဟောဒီနေကြီးရတော့လေနေပြစ်မဆောင်ငါတော့ဖြစ်လိုက်ပါတော့ဟဲ့ ရရမလုံးနဲ့ဒါလေးအမလေးငါနှလုံးသားကိုလေချွေညစ်လိုက်တယ်လို့ပဲ ရတယ်တင်နေရတယ်လားရတယ် ဟဲ့ကြုံကြည့်ပြီးပြန်လို့ရှိရင်ငါတို့တန်းတကူစားရ မစားချင်ပါဘူးစားလိုက်ငါပဲရှင်းနေရနှစ်လင်လားနှစ်လင်ကိုရှင်းခိုင်းလေသူ့လင်ကြောင့်ရှင်းခိုင်းမှာ တကယ်တော့ဘာဖြစ်တာတော့တလောက်လမ်းရှင်းနေတာနေကလေလေးရနော်အဲ့တိုင်းလေးကောင်းတယ်ဟဲ့လုံးနော်လင်းနေချောင်းတော့ငါတက်တော့တယ်မလို့နော် ပေါင်းကြီးရလဲနည်းနည်းပါးပါထူအောင်လေ အထူပါဘူးတော့ကလေးနဲ့နေထားနိုင်မှာကထားစမ်းပါဟဲ့လုံနေနဲ့ထားကဲအခုလိုရံပြလိုက်ပြန်ချလိုက်နဲ့စည်ရင်းနဲ့ပေါင်းလို့ရတယ်စစ်မှန်တဲ့တငယ်ချင်းလိုချင်လား လိမ့်မဲ့ application ကိုသုံးလိုက်နော်သူကလေ free လေးသုံးလို့ရတယ်စိတ်တူကိုယ်တူဝါသနာတူပြီးတော့စိတ်ရင်းမှန်နဲ့ပေါင်းလို့ရတဲ့ချင်းများလဲချလို့ရတယ်နော်လိမ့်မဲ့ application ကို အော်အခုပဲ download ဆွဲလိုက်တော့နော် ဘလို့လဲဟာတကယ်ကောင်းပါပဲကွာမိမရေမိမပြောပြရှိရစနဟိုမှာခြာသိတယောက်လေပူးပြတဲ့တစ်ဖက်ဒေါ်ပြတဲ့တစ်ဖက်စီးသွားတယ်ကွာဟုတ်တယ်
ဒါဘလို့ဖြစ်တော့ဒါဘလို့ဖြစ်တော့ဆောင်းတဲ့တယောက်စီးသွားချက်တဲ့ကလည်းဒီတိုင်းပဲဒါဘလို့ဖြစ်တာလဲပြောဘာဖြစ်တာ ဟောအိမ်ကိုတခိုးကတာ တခိုးကက်တာ နော် မင်းကဘာဖြစ်တော့တိလဲ ဘာမှတော့မဖြစ်ပါဘူးဒီလောက်နေရတော့လေအခုမှအရင်ကြောက်တာရတော့ပြောတာမရှိမဖြစ်ဘူးတော့အရင်ကြောက်တာ ဒါဆိုကျွန်တော်ဟာနွားရခိုင်ထောင်ကြိုက်သူတွေအတွက်ရခိုင်ငပိထောင်လေးရှိတယ်လို့ ဗမာထောင်းလေးကိုမှဆက်ဆက်လေးကြိုက်သူတွေအတွက်ဆက်ပြက်လာငပိထောင်းလေးလည်းရှိတယ်နော်လက်ဆက်ကြောင်းလုံးလေးလက်စွပ်ပန်ခြင်းလို့လက်စွပ်ဆက်ဝင်ပေးပါလားပေးနော်မမလေးစိုက်ရှင်းဆိုတော့လက်စွပ်ဆက်ဝင်ပေးလဲလို့လေဘာမှဖြစ်မသွားပါဘူးပန်ဝရတာလေသူမြင်မြင်အသိမိတာလေးတတိယအောင်လို့အနဲ့နာခံပြီးယူပေးရတာပေးနော်ပေးမမလားလို့ရလားရပါတယ်ရတယ်တဲ့ယူမယ်ကဲကြည့်အသိမြင်မြင်တတိယအောင်ကြည့်လို့ကြည့်လို့ဟဲ့နော်ဒီမှာနောက်တစ်ဆိုင်အတက်ကလေးထွင်းလိုက်ပြောအောင်တဲ့ပါကြည့်ဦးမယ်ကဲဒီနေ့ကြတော့နော်ဟုတ်ကျမလာ ကဲမကောင်းရေပြီးကြပြီလားပန်းဦးရော အော်ကျွန်တော်တို့ပြီးပြီဗျာပန်းဦးတော့ဘာဖြစ်နေမှန်းလည်းမသိဘူးမပြီးသေးဘူးမမ ဩ तू ကလည်းဘာလုပ်နေရလဲပန်းဦးရေပန်းဦးကဲပြီးပြီလားပြီးရင်တွားကြရအောင်လေ ပြီးတော့ပြီးပြီဒါပေမဲ့ပန်းဦးဒီနေ့မတွားနိုင်တော့ဘူး ကဲဘယ်လိုဖြစ်ရလဲပန်းဦးပဲမကောင်းပဲညင်ရအောင်လို့ဆိုပြီးတော့ကဲတပီတွားမယ်ဆို အဲ့ဒါပဲဒီနေ့တော့ဘလို့မှမတွားနိုင်တော့ဘူးဟုတ်နောက်မှတွားကြမယ်လေဒီနေ့ကလေဘာအစားမလိုက်တယ်မသိဘူးပိုက်တရရက်ပြီးကိုနာနေတာ ကဲဘယ်လိုကြောင့်လဲအမအကုန်လုံးစီစဉ်ပြီးသွားပြီလေ ဒီနေ့ကတော့လေဘလို့မှမလိုက်နိုင်တော့လို့ပါဒီလိုလုပ်လိုက်လေမတို့ပဲတွားနေလိုက်ဒီနေ့ပန်းဦးလို့လည်းမရမလိုက်တော့ဘူးနော် မကောင်းဘယ်လိုဖြစ်တာလဲမကောင်းအဆင်ပြေလားမကောင်းတိတ်ဆာသူများခြံမှာလဲလာကစားနေတယ်သူများရဲ့အဖိုးတန်တောင်းလဲတခိုးလို့လာပြောနေသေးတယ်လုံးမလို့နေကတခိုးလို့ရမှာကစားတယ်ဆိုရင်တော့ငါတောက်တော့တခိုးလို့ခိုင်းစရာအကြောင်းပါမှမရှိဘူးနင်မတို့တပီးလဲလာစမ်းအော်တော့ဘုတ်ဆုံမရဲ့တမီးကိုဖေးကလည်းအယက်သမားမေအေကလည်းဖဲသမားအစင်တမရှိတဲ့ဟာတွေတာနောက်ကကိုနဲ့အစင်မတူတဲ့သူတွေနဲ့မပေါင်းနဲ့ကြားလားမင်းမကြိုက်ဘူးလာတာတော့မယ်သွားမယ်နင်မပေါင်းစရာတကယ်ချအလုပ်လုပ်ရှားတယ်လားအေးရောက်မှငါအကြောက်ကောင်းတင်မယ်လာဖေးကလည်းအယက်သမားမေအေကလည်းဖဲသမားနောက်ကကိုနဲ့အစင်မတူတဲ့သူတွေနဲ့မပေါင်းနဲ့အပြည့်စင်ဟုတ်ပါရဲ့နော် နေစတီဗင်ဟုတ်လား ဟုတ်တယ်နင်ကမမိသေးရဲ့နော်နင်ကိုကြည့်ရတာပြောင်းလဲသွားလိုက်တာငါတို့လေနင်များပြန်လာမလားဆိုပြီးဒီနေရာမှာအများနဲ့စောင့်မျှော်နေခဲ့တာပြန်လာတော့လေ10နှစ်ကြီးများတော့နော် ငါဒီညလွယ်လွယ်နဲ့ပြန်လာစရာလားအဲ့နေ့ကနဲ့အမေပြောခဲ့တဲ့စကလုံးတိုင်း